ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် MCD.News Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ရိုးရည်လှပဖို့တဲ့အကောင့်မြင့်စိတ်ရှိပြီးတော့ကျင်နာတတ်တဲ့အမျိုးသမီးတယောက်ရဲ့အလှကပိုလေးတာကြောင့်ပြသခဲ့တဲ့ပြင်သစ်အလှမိန်မင်္ဂလာပါပရိသတ်ကြီးနိုင်ငံပေါင်းစုံကအလှမယ်တွေကိုတဆုတစည်းတွေ့ခဲ့ရတဲ့ Miss Grand International ပွဲကြီးမှာတကမ္ဘာလုံးကပရိသတ်တွေအချစ်တွေအကုန်လုံးကိုအကုန်သိမ်းပိုက်နိုင်ခဲ့သူကတော့ပြင်သစ်အလှမယ်လေးပါပဲfashion နဲ့ပတ်သက်ရင်ကြော်ကြားဆုံးဖြစ်တဲ့ပြင်သစ်နိုင်ငံကအလှမယ်လေးကလူမဲတယောက်သာဖြစ်ပေမဲ့တခြားသောအလှမယ်တွေထက်တကမ္ဘာလုံးကပရိသတ်တွေရဲ့ချစ်ကိုဘာကြောင့်သိမ်းပိုက်သွားနိုင်တာကအံ့ဩစရာဖြစ်နေပေမဲ့ပြင်သစ်အလှမယ်လျှို့ဝှက်ချက်ကိုသာသိသွားမယ်ဆိုရင်ဘယ်သူမှအံ့ဩကြတော့မယ်မထင်ပါဘူးပြင်သစ်အလှမယ်လေးကအလှမယ်တယောက်ရဲ့ခန္ဓာကိုယ်ချိုစအယက်မြင့်ရှိပေမဲ့တခြားသောအသားရည်ဝင်းဝါတဲ့အလှမယ်ထက်မှင်းမိန်နေတဲ့ပြင်သစ်အလှမယ်ကပွဲကင်းထဲမှာလင်းလက်တောက်ပနေခဲ့တာဘာကြောင့်ပါလဲပြင်သစ်အလှမယ်လေးရဲ့အဓိကလက်နက်ကတော့အပြုံးတပွင့်သားဖြစ်ပြီးပရိသတ်တွေမြင်လိုက်တိုင်းအမြဲပြုံးရည်နေတဲ့ပြင်သစ်အလှမယ်လေးကအကြည်တက်ရှိသူတယောက်ဖြစ်နေရမစမ်းပါဘူးလူတော်တော်များများကပြောတတ်တဲ့သူတွေကိုသဘောကျတတ်ပြီးတော့ပြင်သစ်အလှမယ်ကလည်းဒီအချက်ကြောင့်ပရိသတ်တွေသဘောကျခြင်းခံလာရသူပါဒါကြောင့်ပြင်သစ်အလှမယ်လေးမှာအကောင်းမြင်တတ်ပြီးအပြုသဘောဆောင်တဲ့စိတ်ထားရရှိရာမိန်းကလေးတိုင်းအတူယူစရာပါပဲMGI လို့အရှိန်ဝါကြီးတဲ့ပွဲကြီးကိုလာပြိုင်ကြတဲ့အလှမယ်တိုင်းကသူတို့ရဲ့လိုအပ်ချက်တွေကိုငွေရှိန်ကုန်ရှိန်နဲ့ဖုံးဖိဖို့စ조사ကြပေမဲ့ပြင်သစ်အလှမယ်လေးကတော့အမေရဲ့ sporting နဲ့ပဲအကောင်းမြင်စိတ်လေးတစ်ခုနဲ့အရာအလုံးကိုကြော်ဖြတ်ခဲ့ပါတယ်အလှမယ်တော်တော်များများက fan တွေ National Director တွေ Sporter တွေရဲ့အရာနဲ့မှအယောင်ထွက်ကြပေမဲ့ပြင်သစ်အလှမယ်နောက်မှာတော့အမေကပဲအဆဆရကြည့်ရှုပြုပြင်ပေးရပြီးပြင်သစ်အလှမယ်ရဲ့အင်ဂျီကစအမေကပဲလက်နက်ကင်ပြီးတည်ပေးခဲ့ရပါတယ်အမေတယောက်တည်းအားနဲ့ MGI ကိုတက်လှန်ခဲ့ရတဲ့ဒီအလှမယ်ကအကောင်းမြင်စိတ်လေးတစ်ခုကြောင့်အရာအလုံးကိုအဆင်ပြေအောင်မြင်တော့အောင်ဆန်းဆောင်နိုင်ခဲ့ပါတယ်ပျော်ရွှင်ပြီးအကောင်းမြင်တတ်တဲ့စိတ်ကလူတယောက်ကိုအောင်မြင်မှုရတဲ့အထိဆွမ်းဆောင်ပေးနိုင်တဲ့ဆိုတာပြင်သစ်အလှမယ်ကိုကြည့်ပြီးလက်ခံနိုင်ပါလိမ့်မယ်ပရိသတ်တွေရဲ့ခြေကိုရထားတဲ့ပြင်သစ်အလှမယ်လေးကတကမ္ဘာလုံးကပရိသတ်တွေကိုရထားရုံမကမြန်မာပရိသတ်တွေအားပေးခြင်းကိုခံလာရတဲ့အဓိကအကြောင်းရင်းကလည်းအခုလို positive mindset အပြည့်ရှိပြီးစိတ်ထားအလှဆုံးအလှမယ်ဖြစ်နေလို့ပါပဲပြင်သစ်အလှမယ်လေးကGrand International ပွဲကြီးကိုဆက်ရောက်တဲ့အချိန်တွေကမီဒီယာတွေရဲ့ရှုထောင့်အမျိုးမျိုးမှာပါဝင်လာပြီးပရိသတ်ရဲ့ attention ကိုရလာခဲ့သူပါပြင်သစ်အလှမယ်လေးကတွေ့လိုက်တဲ့အချိန်တိုင်းဟိတ်ကြီးဟန်ကြီးနဲ့မရှိဘဲဟန်ဆောင်မှုကင်းလွန်တဲ့သူပါလူပေါင်းစုံနဲ့လည်းပြောဆိုဆက်ဆံရလွယ်ကူပြီးပြင်သစ်အလှမယ်ရဲ့ပိုင်ရှင်ကပရိသတ်တွေကိုပျော်ရွှင်မှုတစ်ခုပေးနိုင်တဲ့အထီးပါပဲဝင်လင်းမိစာနာနားလည်မှုရှိတဲ့သူရဲ့စိတ်ကြောင့်ပဲ MGI လို့ခက်ခဲများစွာကြော်ဖြတ်ရတဲ့ပွဲမှာပြင်သစ်အလှမယ်လေးကအဆင်မပြေမှုတွေမရှိသလိုပျော်ရွှင်နေခဲ့ပါတယ်ပျော်ပျော်ရွှင်ရွှင်နဲ့စိတ်ထားကောင်းတဲ့ပြင်သစ်လှမယ်လေးက MGI လို့ပွဲကြီးမှာရုပ်ရည်အလှထက်စိတ်ထားအလှကဘယ်လောက်ထိပိုအရေးကြီးကြောင်းအမျိုးသမီးတွေကိုသင်ပြပေးလိုက်သူပါပဲ MGI လို့ပွဲကြီးမှာပြင်သစ်အလှမယ်ထက်အစပေါင်းများစွာလှပတဲ့အလှမယ်တွေအများကြီးပါဝင်ရှင်ပြိုင်ခဲ့ပေမဲ့ပရိသတ်တွေကိုထိရောက်တဲ့ message တစ်ခုပေးနိုင်ခဲ့သူကပြင်သစ်အလှမယ်လေးပါပဲမြန်မာပရိသတ်တွေရဲ့မျက်လုံးထဲမှာလည်းနိုင်ငံတကာစင်မြင့်ပေါ်မှာမတရားခံလိုက်ရလို့ငိုနေခဲ့တဲ့မြန်မာအလှမယ်တဲတဲကိုအားပေးနှိမ့်သိမ့်ပြီးနှစ်ဖူးလေးကိုပါကျင်ကျင်နာနာနမ်းလိုက်တဲ့ပြင်သစ်အလှမယ်ပွင့်ကိုဆွဲမြက်နေအောင်ကိုမှတ်မိနေပါတယ်ဒီအချိန်မှာပြင်သစ်အလှမယ်လေးအမျိုးသမီးတွေမှာတွေ့ရတတ်တဲ့မိခင်မြစ်တာစိတ်အပြည့်အဝတွေ့နေရပြီးတဲတဲမှမဟုတ်ဘဲတခြားအလှမယ်တွေပေါ်မှာလည်းစိတ်ထားကောင်းစွာဆက်ဆံပေးတတ်တဲ့သူရဲ့အပြုအမူတွေလေးစားစရာပါပဲအလှမယ်တွေကိုအမျိုးသမီးတွေ role model ဖြစ်သတ်မှတ်မယ်ဆိုရင်ပြင်သစ်အလှမယ်ကတော့အမျိုးသမီးတွေမှာရှိတဲ့ကျန်တော်တတ်တဲ့စိတ်အခက်အခဲတွေကြားမှာပျော်ရွှင်လှပအောင်နေထိုင်တတ်တဲ့စိတ်နဲ့အပြုသဘောဆောင်တဲ့စိတ်ထားရှိစံပြအလှမယ်တယောက်ပါပဲဒီပြင်သစ်အလှမယ်ကိုကြည့်ပြီးလူ့ဘဝဝင်ခြင်းမှာစိတ်ထားကောင်းတဲ့သူတယောက် positive mindset အပြည့်အဝနေသူတယောက်ရဲ့ဖြစ်တည်မှုကဘလောက်ရည်ကြီးကြောင်းပရိသတ်တွေသိလာမယ်လို့ထင်ပါတယ်အခုလိုစိတ်ဝင်စားတဲ့သတင်းအကြောင်းအရာတွေပြင်နောက်ထပ်လည်းအမှုပညာရှင်တွေစိတ်ဝင်စားစရာကောင်းတဲ့သတင်းအကြောင်းအရာတွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်အားပေးကြပါအောင်ရှင်